15 minute မထထမြင်လားမထထကြီးလားမထထလိုက်ဟိုတဲ့နေရောကျွန်တော်ပြောနေမယ်2ယောက်အရင်ရောက်မယ်ပြီးလို့ရှိရင်အမလည်းနော်အမကနောက်တစ်နိုင်လောက်ဆက်သွားတနိုင်မို့တရားဆိုနိုင်ဝက်လာပဲကျွန်တော်ပြီးလို့ရှိရင်2ယောက်ကဘယ်သူဖြစ်မယ်ထင်လဲရဲထက်ကိုနဲ့အမတစ်ယောက်နဲ့ဘယ်သူရင်ဆင်းရမယ်ထင်လဲလူစနေမှာအကြိုက်စီအောင်ဘယ်သူရင်ဆင်းရမယ်ထင်လဲပြောမော်တေဦးလေမော်တေဦးအမရဲ့ရင်ဒီမှာ तू ကလည်းပြောဆောင်တော့တယ်ကဲဘယ်သူရင်ဆင်းရမယ်ထင်လဲအဲ့2ယောက်ကတော့လူစနေမှာကျွန်မမချခဲ့ဘူးနေရာလိမ့်စာရပြီကိုနေရာလိမ့်စာရောက်ဖို့ပြီမှာခုနကကိုနနောင်ပို့လာခဲ့တယ်လိမ့်စာအဲ့ဒါဟိုနေ့ကကျွန်တော်က तू က hi နဲ့ hi ဆိုကျွန်တော် hello လို့ပြော तू က yes တဲ့အင်္ဂလိပ်လိုကျွမ်းတာအင်္ဂလိပ်လိုကျွမ်းတာ तू က location တော့မပို့ဒီတိုင်းပဲနေနေတာဟုတ်အဲ့သူ့တကယ်ချင်းသူစတယ်ပဲထင်တာအဲ့သူ့စီမှာလည်းကိုသားကြီးအဲ့ဓာတ်ပုံတင်လာတာတဲ့မကြည့်ပြည့်ကျင်ညာသူလည်းထင်ပါတယ်ချိတ်ပြည့်ကျင်တာအဲ့ဒါဟုတ်တဲ့ကိုသားကြီး2ယောက်ဖြစ်နေရတယ်